sorry ကျွန်တော်တို့ဒီ agency ကိုလည်းလိုမျိုး niche ကိုလည်းကြီးညာနေများသွားပြီပေါ့ဆိုတော့ဘာလို့ရောဒီ niche ကိုလိုမျိုးရွေးရလဲပေါ့နော်ပြည့်တဲ့အတိုင်းပဲမလေးရှားကိုဒီကျောင်းသားတွေပို့ပေးနေ agency ရလည်းအများကြီးတရားပေါ့နော်ဘာလို့ niche လဲပေါ့နော် why niche ကိုဆိုတော့အဲ့လောက်ပြောပြပေးပါဦးဟုတ်ကျွန်တော်ကဘယ်လိုပြောမလဲအဲ့ဒီမလေးရှားမလာခင်ပေါ့ကျွန်တော်ဒီ agent ကျွန်တော်ကငကိုရagency အကုန်လုံးလာပြီးစုံစမ်းကြည့်ရဲဒီအဲ့ဒီစုံစမ်းကြည့်ပြီးတော့ကျွန်တော်ဒီတခြားအပြင်မှာလုပ်တဲ့ဒီတခြား agent လုပ်တဲ့ webinar တွေလည်းကျွန်တော်တွားပြီးတက်ရောက်ခဲ့တယ်တက်ပြီးတော့ agency တခုချင်းကြီးကိုလည်းကျွန်တော်မေးခဲ့ပေါ့မေးပြီးတော့ကျွန်တော်စုံစမ်းပြီးတော့အဓိကသူနဲ့စုံစမ်းရဲဆိုတာတဲ့အဓိကကျွန်တော်ဘာလို့ရွေးဆိုတာဒီ Facebook ဒီ Malaysia နဲ့ပတ်သက်တဲ့ group တွေမှာကျွန်တော် review တွေဖတ်ကြည့်ရဲ review ဖတ်ကြည့်ရောတချို့တခြား agent ကြီးကနည်းနည်းဘယ်လိုပြောမလဲအစီမပြေဘူးပေါ့မပြေဘူးဆိုတော့ကျွန်တော်ကအဲ့ဒီကျွန်တော်အကြောင်းကဒီကျွန်တော် base ကလူတွေပဲသူမလေးရှားရောက်ပြီးသားလူတွေရှိပဲသူကဘာနဲ့လာခဲ့လဲကျွန်တော်လာပြီးစုံစမ်းတယ်သူကဒီ Niche Education နဲ့လာရဲဆိုတော့သူကဒီ agency နဲ့သူလာအဆင်ပြေတယ်ပြောကြကျွန်တော်အကိုနဲ့ပဲဒီဆက်တွေ့ပြီးလာခဲ့တာပေါ့ဟုတ်နော်ဘာရေးအဆင်ပြေရလဲညာဘာရေးအဆင်ပြေလို့ပြောရလဲသူကဆိုတာအကုန်လုံးပေါ့သူဒီလာခဲ့ရအဆဆရဒီ Niche ကလုပ်ပေးရပေါ့သူပံ့ပိုးပေးပေါ့အဲ့တော့ကျွန်တော်လည်းရွေးချယ်ခဲ့တာပေါ့ဟာအချင်းအကုန်ပြေးပါကျွန်တော်ဒီမှာလည်းမျိုးဗီတာတို့အကြောင်းကနေပဲလာတဲ့လိုမျိုးအဲဆုံး73ရောက်15ရောက်တော့ရှိမယ်လေနော်ဟုတ်တယ် info ကသူတွေပဲအဲ့လောက်တော့များဟုတ်တယ်သူလာရကျွန်တော်လည်းလာမလို့စဉ်းစားနေတယ်သူခေါ်တယ်ဒါပေမဲ့မန်နေဂျာဆိုတော့ရှေ့လူတော့အဆင်ပြေမှာမလားကျွန်တော်အချင်းမှဘယ်သူမှမရှိဘူးဗျာဘယ်သူမှကျွန်တော်အတိအရမရှိသေးဘူးဆိုတော့သူ့ကိုအရင်ဆုံးပြေးသွားရတာတွားပြီးမြကျွန်တော်နောက်တစ်တင်းမှလာရတာသူကအဆင်ပြေဘာညာဒါနဲ့အဆင်ပြေဆိုတော့အဲ့ဒါကျွန်တော်လည်းရောက်လာပေါ့ဟုတ်sorry တငယ်ချင်းတွေကိုရင်တော့လှုပ်ပြီးတော့မှနည်းနည်းစုံစမ်းခိုင်းလိုက်အောင်ဆိုတော့အဲ့တော့နော်ဘာလို့ဒီလွန်ခဲ့တဲ့2နှစ်3နှစ်လောက်တော့ဆိုရင်မလေးရှားတိတ်ပြီးတော့လူငယ်သားမှာ popular မဖြစ်ဘူးဟုတ်တယ်ဗျာနောက်ပိုင်းမှာသူက scholarship ပေးတဲ့ဟာလည်းပဲနောက်တစ်ခါကျတော့ education system ပေါ့နော်ဆိုတော့ကျွန်တော်မြင်တာတော့လိုမျိုးမလေးရှား education system တော့ကျွန်တော်ဆောက်ရေးရှာမှာပြောမယ်စင်ကူကအကောင်းဆုံးဗျာလူတိုင်းသွားမေးစင်ကူပဲဟုတ်တယ်စင်ကူကဘာလာပြဘာဖြစ်လဲတစ်ဖက်မှာသိကြည့်ရသိကြည့်ရတယ်တောင်းတက်ဖို့ဆိုဒီအရင်ကြီးနေချိန်မှာလူရတော့ဘာဖြစ်ထိုင်းပြီထိုင်းမှာလိုမျိုးတစ်နှစ်ကိုဆိုရင်ဘွဲရတဲ့အထိကိုက6သိန်းလောက်ပေါ့နော်ဆိုတော့မြန်မာငွေသိန်း900လောက်နဲ့တက်လို့ရတယ်ဆိုတော့အဲ့လိုမျိုးတောင်းလို့ချိဖြစ်တယ်လို့ပြောလို့ရဟုတ်တယ်ဟုတ်မလေးရှားပါတယ်ဆိုအနှစ်ခုလုံးရဲ့ဒီကအနှစ်ခုလုံးနဲ့တွားပြီးတက်ဆိုင်အောင်ဆိုတော့စင်ကာပူလိုမျိုးဒီအကောင်းဆုံးဒီပညာရေးမျိုးထိုင်းလိုမျိုးအတန်ဆုံးစည်းနဲ့ရပါဘောဆိုတော့ကျွန်တော်အဲ့လိုမြင်နေပေါ့နော်ဟုတ်တယ်ဗျာမငွေတို့ဗီတာတို့ဘယ်လိုမြင်လဲမငွေတစ်ချက်ဒီမလေးရှားရဲ့အခုလည်းဒီကြောင်းတက်လာဒီအနည်းကျော်သွားပြီဆိုတော့ဒီသူ့ရဲ့ education system ကိုမငွေမြင်နေလို့ပါဟုတ်အဓိကမှာဆွမ်းနာကိုရပြောသားလိုမျိုးပဲပေါ့နော်ဒီထိုင်းနဲ့မလေးရှားနဲ့ကဒီကျောင်းတက်မယ်ဆိုလို့ရှိရင်အားကြတော့ဒီကျောင်းလာကချင်းရတော့တူတူပဲဒါပေမဲ့တခုကွာရှိရပေါ့နော်ထိုင်းမှာဆိုလို့ရှိရင်အမလည်းကျောင်းနေတက်မယ်လို့စုံစမ်းခဲ့တော့ထိုင်းမှာတက်မယ်ဆိုရင်ကျောင်းပဲတက်ရမှာပေါ့နော်တခြားအချိန်ပိုင်းလို့တို့ဘာညာမရှိဘူးပေါ့နော်ဆိုတော့မလေးရှားမှာကကြတော့ဘယ်လိုပြောမလဲထိုင်းနဲ့လည်းကျောင်းလာကတူတူပဲဟိုမှဒီ student တွေကလည်းpart time job လုပ်လို့ရတယ်ပေါ့နော်အဲ့တခုကတော့အမအတွက်တော်တော်လေးသဘောကျရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပူဝင်လေးပြောရမယ်ဆိုရင်အမအခုအသက်အရွယ်အထိပေါ့နော်မြန်မာပြည်မှာနေလာခဲ့တဲ့အသက်အရွယ်အထိဆိုအလုပ်ဆိုလို့တခုမှမလုပ်ဘူးပေါ့နော်ဆိုတော့ဘာတွေးကြုံမှလည်းမရှိဘူးကိုယ်တိုင်လည်းပူဝင်လေးပြောရရင်တခါမှပတ်စံမရှာကြည့်ဘူးပေါ့နော်ဆိုတော့ဒီနိုင်ငံခြားကိုကျောင်းလာတက်တယ်ဆိုရဲကဒီမိဘတွေကအများကြီးကုန်ပြီးတော့မှဒီရောက်လာခဲ့ရတာဆိုတော့တစ်ဖက်တစ်လမ်းကနေပြီးတော့လည်းမိဘတွေဆီကနေလည်းတောက်လျှောက်ကြီးမယူခြင်းဘူးဆိုတော့ဒီဆွမ်းနာဦးများတို့ပြောသလိုမျိုးပဲပေါ့နော်ဒီစင်ကာပူပညာရေးလည်းရမယ်စင်ကာပူလိုပညာရေးလည်းရမယ်နောက်တစ်ခါကျတော့ဒီထိုင်းစင်းနဲ့ပဲဒီမှာကျောင်းတက်ရမယ်ပေါ့နော်ထိုင်းစင်းနဲ့ကျောင်းတက်ရပြီးတော့အချိန်ပိုင်းလို့တစ်ဖက်လမ်းကနေလည်းပဲကိုဘက်ကနေပြောကိုလုတ်ပေးနိုင်တယ်လို့ပေါ့နော်ဒီမိဘတွေကိုလည်းအချိန်ပိုင်းလို့ရင်းနဲ့ပြန်ပြီးတော့ထောက်ပံ့နိုင်တယ်ဆိုတော့ကိုကတော့မထောက်ဟိုပတ်စံပြန်မပေးနိုင်မိမဲ့ကိုထောက်ပံ့နိုင်ရတယ်ပဲမိဘတွေကိုထောက်ပံ့တဲ့တမျိုးပဲဆိုပြီးတော့စဉ်းစားထားဘယ်လိုပြောမလဲတွေးမိရပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲကောင်းပါရဲ့ဆိုတာသုံးတာပြောသလိုမျိုးပဲဒီစင်ကူဆိုလို့ရှိရင်ကိုကထားပါတော့ပတ်စံနေအများကြီးရှိနေရဲ့စင်ကူကိုတက်မယ်ဆိုရင်တော့မှပဲတစ်ဖက်မှာကကျောင်းဝင်ခွင့်ဆိုတာလည်းရှိသေးရဲ့ကျောင်းဝင်ခွင့်ဆိုတာလည်းရှိသေးရဲ့ဒီကိုရှိနေတော့မှကျောင်းဝင်ခွင့်မရရင်လည်းတက်လို့မရပြန်ဘူးအဲ့လိုမျိုးရှိနေတာပေါ့နော်ဆိုတော့ဒီကျောင်း ranking တွေပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲဟိုလိုမျိုးထိုင်းကိုမကောင်းလို့ပြောမဟုတ်ပေမဲ့ပေါ့နော်ဒီမလေးရှားကကျောင်း ranking တွေကဒီထိုင်းထက်ဆိုင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော် war ranking တွေရှင်းလိုက်မယ်ဆိုလို့ရှိရင်ဆိုတော့
အဲ့အကြောင်းလေးရွေးပြတာပေါ့နော်ဟုတ် ဟုတ်ကဲ့ပါ ဟုတ် ဟိုဒီဖစ်တာရောဘယ်လိုပါဖြစ်လဲ ဟုတ်ကဲ့ဟုတ်အမပြောတဲ့ပဲကျွန်တော်ပညာရေးနဲ့ပတ်သက်တာရောအမပြောတဲ့ပဲပေါ့ထောက်ခံပါတယ်ဒီကကျွန်တော်ပြောချင်တာဒီလူနေမှုပေါ့လူနေမှုကကြောက်ကျွန်တော်ကဒီထမ်းကိုဒီ facing အနေနဲ့ရောကျွန်တော်ရောက်ဖူးရဲ့အချိန်မှာဒီထမ်းမှာပါတွေ့ရဲ့ကျွန်တော်ဒီမြန်မာလည်းရင်းမြရဲ့ပြီးရင်ကျွန်တော်ဒီကားရေးပါတွားရတယ်အဲ့လိုပြောကျွန်တော်စိတ်ကရမ်းကြက်တယ်လို့ခံရရတယ်ဗျာအဲ့ဒီဘက်ကသူအဲ့ဒီ traffic ကကားရမ်းပိတ်တယ်ရမ်းပိတ်ပြီးတော့ပြီးရင်ဒီလေတူးကလည်းအဲ့လောက်ကြီးကျွန်တော်တန်တယ်လို့မခံရဘူးပေါ့မှန်တယ်ပြောရရင်အဲ့အကြောင်းပါ နေရာထိုင်အဆင်မပြေ ရထိုင်ရအဆင်ပြေဘူးဒီတာထမ်းဟိုကတကယ်အလေဘက်ခီးဆိုတော့လုံးဝ comment ပေးရဗျာအလေဘက်ကပြောလို့ကောင်းတယ်ပါလို့ကောင်းတယ်နဲ့တွားစရာလဲစရာကြီးပေါ်ရဗျာဒီတာအရှိချမယ်ဆိုတော့ကျွန်တော်ဒီထမ်းဟိုအဲ့အကြောင်းကျွန်တော်တဘောမကြပါ ဟို language တွေပါရော language ကဟုတ်တယ် language နဲ့ပတ်သက်ပြောရမယ်ဆိုရင် language ကကြောက်ဒီထမ်းကကြောက်တိကိစကားအရင်မပြောကြဘူးဗျာမပြောဘဲနဲ့ဒီရှိုးနေတဲ့တခါကျ communicate လုပ်ရတူနဲ့အဆင်ပြေဘူးတကယ်အကြောင်းတွေပိုင်းမှာစာတင်တာဆိုရောအဆင်ပြေရဒါပေမဲ့ဒီမှာမလေးရှားမှာကြောက် language ကကြောက်တော်တော်များများကဒီမျိုးတွေမှာပါဆိုရင်တော်တော်များများအိစာစကားတက်တဲ့လူကြီးပဲအိစာစကားတက်တဲ့ဒီမှာအကြောင်းမှဆိုလဲအိလို့ပြောကြတယ်မလေးရှားဆိုပေမဲ့ဒါပေမဲ့အကုန်လုံးမလေးရှားဆိုပေမဲ့ဒီမှာတော်တော်များများမလေးရှားဆိုတာတဲ့မလေးတရုတ်တွေများနေရပေါ့တရုတ်တွေကနိုင်ငံတော်လောက်ကမလေးတရုတ်တွေကြီးပဲဆိုတော့ဘယ်လိုပြောရလဲ language အနေနဲ့ကြောင့်စကားပြောတာအဆင်ပြေပေါ့ မလေးတရုတ်ကောင်မလေးနေရောအဆင်ပြေလားစကားပြောရတာ စကားပြောတော့တကောင်မှမပြောကြရသေးပါ ပြောကြည့်ပြီးသွားရင်ပြန်လာပြောကြည့်ပေးပါဘလို့နေလဲပေါ့နော် ဆိုဒီမငွေရောခုနကတော့ပြောပါတယ်မြန်မာနိုင်ငံမှာဆိုတော့ဘာလုံးမမလုပ်ဘူးဒီရောက်မှလည်းမလုပ်တော့ဘူးဆိုတော့ကျွန်တော်သိနေတာတော့မငွေကမမားကလေးဖြစ်မဲ့တယ်နော်အိမ်မှာဆိုတော့ဒီရောက်လာတော့ခုဒီအလုပ်လေးစလုပ်ပြီးတော့ဆိုတော့ပတ်တိုင်းလေးလုပ်နေလို့ကြာပြီးတော့ပတ်တိုင်းနဲ့လေခုနဲ့ဒီ living cost ကိုလိုမျိုးလိုကြောင်နေပတ်တိုင်းနဲ့အဲ့ဒီကို living cost ကိုကာဗာဖြစ်နေတယ်လို့ဆိုတော့မငွေကလက်ရှိမှာဘယ်လိုမျိုးပတ်တိုင်းနဲ့ဘယ်လိုရပြီးလုပ်နေဘာလို့တော့ခုနကတော့ဒီမောင်ကိုပြောတာထိုင်းကပတ်တိုင်းလုပ်လို့မရအောင်မလေးရှားပတ်တိုင်းလုပ်ရအမှန်တမ်းပြောရင်တော့ဒီမလေးရှားမှာလေ legally တော့သူတို့ပတ်တိုင်းလုပ်ခွင့်ကိုပိတ်ပင်ထားတယ်သူတို့ဒီရက်ရှည်အကြောင်းပေးရတဲ့မှာပဲသူတို့လုပ်လို့ရတယ်ဒါပေမဲ့နားလည်းငွေနဲ့လုပ်နေကြရရှင်ဆိုတော့အဲ့ဒီဟာပုံမှာမောင်ငွေဘယ်လိုလုပ်နေလဲပြီးတော့ဘယ်လိုရနေလဲပြီးတော့တကယ်တော့ခါမှဖြစ်တာလားဆိုတော့ဟာနည်းနည်းလေးထပ်ပြောပြပေးပါလားဟုတ်ပတ်တိုင်းကအရင်ဆုံးကျောင်းတက်နေတော့အမဒီကျောင်းကလည်းတစ်ပတ်ကို4ရက်လောက်ပဲတက်ရတယ်ပတ်တိုင်းကအမအရင်တော့တစ်ပတ်ကို3ရက်လောက်ခဲ့ရပေါ့နော်ဆိုတော့အဆင်ပြေပေါ့နော်ပတ်တိုင်းဘယ်လိုရှာခဲ့လဲဆိုတော့အမနဲ့တည့်ရဲ့အမတယောက်ကပေါ့နော်အရင်သူ Facebook group မှာလိုက်ရှာရင်လည်းသူတွေ့ရဆိုတော့အဲ့သူလုပ်တဲ့ဆိုင်မှာပဲလူလိုတယ်ဆိုတော့အမနဲ့တည့်ရဲ့အဲ့အမကပဲသူပြောပြရပါတော့ပြောပြအမတို့အဲ့မှာရသွားရပေါ့နော်ဆိုတော့တခြားတငယ်ချင်းတွေပြောတာကကြတော့ဒီပတ်တိုင်းရှာမယ်ဆိုလို့ရှိရင်က online ထပ်စာလို့ရှိရင်ကိုယ်တိုင်ပေါ့နော်ဆိုင်တွေပေါ့ကင်လျှောက်ပြီးတော့ဒီမှာပတ်တိုင်းလို့သေးလားအဲ့လိုမျိုးသွားပြီးကိုယ့်ရဲ့ CV form ကိုပေါ့နော်ဒီ walk-in နဲ့တင်လိုက်တာပေါ့နော်ဆိုတော့ CV form ဆိုတော့ CV form ကလည်းပဲဟိုလိုမျိုးဒီ hard copy print ထုတ်စရာအဲ့လိုခက်ခဲမဟုတ်ဘူးကိုယ့်ကိုပြင်လိုက်မယ် soft copy နဲ့ပဲသူတို့ဒီ share လိုက်လို့ရရဲဆိုပြီးတော့ပြောကြရပါတော့အမားကိုယ်တိုင်တော့အဲ့လိုမျိုးတော့မရှာခဲ့ဘူးအမားရခဲ့ရတော့အဲ့လိုအမားတငယ်ချင်းကပြောပြီးလို့ရခဲ့ရပါတော့ဆိုတော့အဲ့လိုရရဲပြီးတော့တနာရီကိုအမားလုပ်ခဲ့တဲ့ဆိုင်မှာဆိုလို့ရှိရင် pay rate ကဒီ73ချက်ရှိရပေါ့နော်73ချက်ဆိုအမားတစ်ပတ်ကို3ရက်တစ်ရက်ကို9နာရီပဲလုပ်တာဆိုရင်တော့မှပဲတစ်လကို73ချက်ဆိုတော့ကျွန်တော်မြန်မာငွေ1300လောက်နေဒီ1300လောက်နေပါပေါ့နော်အာယူတော့73ချက် 73ချက် 73ချက်ကိုတနေ့ကို9နာရီတနေ့ကို9နာရီ55ပေါ့9နာရီဆိုတော့ကျွန်တော်အနေနဲ့65တနေ့ကို65ချက်ပေါ့နော်65ချက်ကျွန်တော်တရက်3ချက်ဆိုတော့နောက်လိုက်တော့ကျွန်တော်195ပေါ့ဆိုတော့တပတ်ကို2သိန်းလောက်နေရပါပေါ့ဆိုတော့တပတ်ကို2သိန်းလောက်ဆိုရင်တစ်လဆို10သိန်းလောက်ပေါ့ဆိုတော့အဲ့ဒီဟာဒီ living cost ကိုပြန်ပြီးတော့ကပါဖြစ်လာပေါ့ဟုတ်ကပါဖြစ်တယ်ရှင်ပါဆိုတော့ညီမအဆောင်ကတစ်လကို ringgit 400ပဲပေးရတာဆိုတော့လေဆိုတော့တလားကို800ကိုကထားပါတော့800 900ရတယ်ပဲထားပါတော့ဘာလို့လဲဆိုတော့ပတ်တိုင်းကျော်ကအမားလုံတော့ဒီမှာပတ်တိုင်းကျော်တွေတော်တော်များများကပေါ့နော်လို့ရှိလဲဆိုတနေ့ကို9နာရီပဲဆိုပေမဲ့အမစောလာမိရထားပါတော့နိုင်ဝက်15မိနစ်လောက်စောလာမိပြန်တဲ့ချိန်မှာလည်းနိုင်ဝက်15မိနစ်လောက်နောက်ကျရင်မှပြန်နေဆိုအဲ့အတွက်ပါကိုကရတယ်ဆိုတော့တလောက် fix မဟုတ်ဘူးပေါ့နော်ကိုကထားပါတော့စောနာအမတို့တက်လိုက်တာ800ကျော်ကျော်ပေါ့နော်ဆိုတော့800ကျော်ကျော်ဆိုလို့ရှိရင်
ကိုကလည်းအပိုလုံးမယ်ဆို900 1000လောက်ကတော့ AC ရရပေါ့နော်ဆိုတော့living cost cover ဖြစ်တဲ့အပြင်ဟိုမှာဒီဘာရှိမလဲဆိုရင်စားစိတ်ကလည်းပဲအမချက်စားရဲ့လူမျိုးဆိုတော့ cover ဖြစ်တယ်ပေါ့နော်ဆိုတော့တလားလာကိုအိမ်ကနေပြန်မတောင်းနိုင်တာလေအမတို့ကကြတော့ဟိုဘယ်လိုပြောလဲအိမ်ရောပြန်မပေးနိုင်ရင်ပဲကိုကနဲ့ကိုဘယ်လိုပြောမလဲရှာစားနိုင်တယ်ကိုအိမ်ကနေပြန်မတောင်းနိုင်ဘူးဆိုတာလည်းပဲဂုဏ်ယူစရာတစ်ခုပဲလို့ထင်တယ်ပေါ့နော်ဟုတ်အင်အားဒီကြောင်းစရိတ်ပဲစိုက်ပြီးတော့ကျန်တဲ့ဟာကိုအသုံးကိတ်ကိုပတ်ဖို့ရှာနေရတော့တော့မှမလို့ဆိုဆိုဒီမောင်ဝေရှိမှာခဏခဏမန်ရှင်းလောက်ပါလို့မျိုးအိမ်အကြောင်းကိုပြန်ကြည့်ဆိုတော့ပမားကလေးလေးဖြစ်တဲ့အိမ်ကိုလည်းလို့ပြန်ကြည့်ရဆိုတော့မောင်ဝေအနေနဲ့ home sit ပေါ့နော်ဆိုတော့အခုဆိုတနေ့ကျော်ရောက်ရှိနေပြီအိမ်ကိုပြန်ပြလာမပြန်ပြည့်ဘူးဟုတ်တယ်အိမ်ကိုလွမ်းတဲ့ဟာတွေရောဘယ်လိုရှိလဲအိမ်ဘာလို့လွမ်းပြလာပြီးပါလေမျိုးကြားတဲ့ခါတော့ဘယ်လိုဖြစ်သိနေလဲပေါ့နော်လောက်ပါအောင်ဟုတ်ပထမဆုံးရောက်ချင်းတပတ်လောက်ကတော့ပေါ့နော်ကိုကနိုင်ငံခြားကိုတစ်ခါမှလည်းမရောက်ဘူးဆိုတော့vacation ထွက်နေတယ်လို့ပဲပေါ့နော်နေ့တိုင်းဒီမှာလည်းတငယ်ချင်းတချို့လည်းရှိရောလေရောက်နေပြီဒါတငယ်ချင်းချို့လည်းရော vacation ထွက်နေတယ်လို့ပဲနေ့တိုင်းအပြင်သွားရဲမုတ်စားရဲပျော်ပျော်ပါပါပေါ့နော်တပတ်လောက်ကြာပြီးတော့စပြီးတော့တတိယလာပြီပေါ့နော်ဒါပေမဲ့ပုံမှန်တိုင်းမှာပဲအမကလည်းရန်ကုန်မှာလည်းကျောင်းတက်တော့ကလည်းအိမ်ကဟိုပကူးမှနေရဟိုဆိုတော့ပုံမှန်တိုင်းပဲပေါ့နော်ပြီးတော့ဒါပေမဲ့2လ3လလောက်ကြာတော့အိမ်ကအဖွားအဆုံးသွားတယ်အိမ်မှာတူနေအဖွားအဆုံးသွားတော့အဲ့ကနေစပြီးတော့ပေါ့နော်ချင်းချင်းနဲ့ဘာဖြစ်လာလဲဆိုတော့အကြောင်းတက်နေရဟုတ်ရဲ့လားကိုယ့်ကိုဘာကြီးလုံနေရလဲပေါ့နော်တိလားအိမ်ကလူကြီးဟုတ်တယ်အိမ်ကလူကြီးနေပဲကိုယ့်ကိုအချိန်ကုန်လိုက်တာကောင်းတယ်ပေါ့နော်အဲ့လိုမျိုးတွေးမိရခိုက်ကြပြန်တော့မယ်ဆိုပြီးတော့ဘယ်လိုပြောလဲညာတိုင်းကြီးပါပေါ့နော်လေလက်မှတ်တွေကြည့်ရ website ကိုသွားပြီးတော့လေလက်မှတ်တွေကြည့်ရငါဘယ်နေ့ပြန်ရင်တော့ဈေးကျတော့တယ်အဲ့ဒါတော့မှပဲ round trip မကြည့်ဘူးနော် one way ticket ပဲကြည့်ရမြန်မာဘယ်ပြန်မလာတော့ one way ပဲကြည့်မယ်ငါဘယ်နေ့ပြန်ရင်ကောင်းလဲအဲ့လိုမျိုးပေါ့နော်ညာကြည့်ရဘယ်နေ့တော့ပြန်မယ်ဆိုတခါလေကြားလို့ရှိရင်အရင်စိတ်တွေဟိုဖြစ်လာလို့ရှိရင်တခါကြအထုပ်ထသိနေညာပဲကြည့်ထုတ်ထသိနေအဲ့လိုမျိုးအင်းကြီးထခောက်ပြီးအထုပ်တွေထသိငါပြန်တော့မယ်အဲ့လိုမျိုးပေါ့နော်ဘာလို့ဆိုကောင်းပါရဲ့မလေးရှားမှာနေရကောင်းတယ်စာတင်တာလည်းကောင်းတယ်ဒါပေမဲ့ကိုယ်တိုင်ကသူ့ရဲ့လူမျိုးမဟုတ်ဘူးလေတနေ့ကအဆင်ပြေတယ်ဆိုရင်မဲ့ဟိုကြုံရတဲ့အခက်အခဲပါညာလေးရှိရအောင်ဆိုတော့တခါကြကိုကလည်းမင်းကလေးဆိုတော့ကိုယ်တိုင်တေးလေးပြဿနာတွေ့ရင်တော့မှပဲဘယ်လိုပြောမလဲကိုယ့်ကိုအကြီးကြီးစဉ်းစား overthinking နေဖြစ်ပြီးတော့ငါပြန်တော့မနေတော့ဘူးတခါကြအဲ့လိုအချိန်ပိုင်းလှုပ်ပြီးတော့ပင်ပန်းတဲ့ရက်တွေလည်းရှိရပေါ့နော်ဘယ်လိုပြောမလဲပင်မနဲ့ကိုကပင်မပြီးပြန်လာအိမ်မှာသမီးကလည်းမချက်ရသေးဘူးကိုပဲချက်မှာကိုပဲချက်မှာကိုချက်ပင်မဲ့လူတွေမရှိနေဘူးမာဆိုရင်ပါလိမ့်မယ်သမီးစားချက်သားတဲ့ဟာကိုစားလိုက်အောင်ပဲဟုတ်တယ်ဆိုတော့ပြရတယ်ပင်မနေပြီကိုချက်ပင်မဲ့သူကလည်းမရှိဘူးဆိုတော့အဲ့ဆိုလို့ရှိရင်ဘယ်လိုပြောမလဲနေတိုင်းခောက်ဆွဲပြုတ်တွေကြီးတယ်လည်းမစားချင်တော့ဘူးပါးရလည်းပိုဖောက်လာပြီဆိုအဲ့လိုမျိုးဆိုအရင်ပေါ့နော်အဲ့ချိန်ကျရင်ဘာမှမလုပ်ဘူးအထုတ်ထတိန်နဲ့လင်းလက်မဲ့တွေကြီးရဲအဲ့လိုမျိုးပေါ့နော်ပြော့ဟုတ်တယ်အဲ့လိုအဲ့ဒီခုနဒီမောင်ဝေပြောဆိုမောင်ဝေဘယ်လိုမျိုးအကြရပေါ့နော်ဆိုတော့ဘယ်လိုခံစားလို့ခံစားဆိုတော့အဲ့ဒီခံစားချက်တွေကနေရောလိုမျိုးအခုဒီမျိုးတစ်နှစ်ကျော်လောက်ထိရောဘယ်လိုမျိုးတောက်ခံလာလဲပြီးတော့ဘယ်ဟာလိုမျိုးမောင်ဝေတွေအခုချိန်ဒီဆက်နေဖို့အတွက် motivate ဖြစ်စေနေရတယ်ပေါ့နော်အဓိကတော့အမတက်တဲ့မိကြလို့ပဲပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့မြန်မာပြည်မှာတော့အမကဘယ်လိုပြောမလဲဝါတန်မပိုင်းမိကြတက်ခဲ့ပေါ့နော်မိကြတော့ mention မလုပ်တော့ဆိုတော့တက်ခဲ့တော့တင်းနေចောင်းသွားတာကြအမចောင်းသွားကနေတိုင်းညံကုန်မှာနေတော့ဆိုဝမ်းနဲ့ပေါ့နော်အကြောင်းမရှိဝမ်းနဲ့ចောင်းသွားကနေရဒါပေမဲ့ဒီမှာငါတက်နေတဲ့တင်းနေ့မှာဟိုလိုမျိုးကိုကစားရဲလုပ်တဲ့ထဲမှာတော့မပါဘူးမဲ့ငါဒီနေ့ဘာတင်ရမှာလဲဆိုစိတ်ဝင်စားမှုရှိနေတာပေါ့နော်ဒီနေ့ဘာတင်ရမှာလဲပြောအတန်းထဲမှာဆိုအရင်တော့ဆိုအတန်းထဲမှာဆိုအမပွင့်လေးပြောရရင်တော့ရန်ကုန်မှာနေတော့ဆိုပေါ့ပါပဲနေဆရာမတင်ပြီးသွားရင်ဘယ်ချိန်တန်းပြီးမှလဲပဲစိတ်ထဲမှာရှိခဲ့တာပေါ့နော်ဒီမှာကျအဲ့လိုမဟုတ်ဘူးဆရာမကဘာပြောမှလဲဘာလုပ်မှလဲအဲ့လိုမျိုးပေါ့နော်ကိုယ်တိုင်စိတ်ဝင်စားမှုရှိလာဆိုတော့ကိုယ့်ကိုယ်လည်းတတိထားမိရပေါ့နော်ဆိုတော့motivate ဖြစ်လာရဲ့ရန်ကုန်မှာတော့ဆိုရင်အတန်းနေရအမြဲနေ့တိုင်းနောက်ကြတယ်ဒီမှာကျအဲ့လိုမဟုတ်ဘူးကိုယ်တိုင်ကိုနောက်ကြမခံတော့တာပေါ့နော်ငါနောက်ကြရင်ဒါလေးမြတ်လွတ်သွားမလားဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဓိကတော့ကိုဝါသနာပိုင်းမိချာကိုရွေးချယ်လိုက်လို့လည်းဖြစ်မယ်နောက်တစ်ခုကကျတော့အဲ့မိချာကနေမှတဆင်ဒီကနေပြောဖြစ်လာမယ်တက်လန်းနေပေါ့နော်အဲ့တက်လန်းတွေကိုအမမြင်နေပေါ့နော်ဆိုတော့အဲ့ဒါကြီးကြောင့်လည်းဖြစ်ပါတော့ပေါ့တော်တော့ပေါ့တော်တော်နင်းကြောင်းနေနေတော့တည်ထားတော့တော်တော့အားတင်လာတာနော်ဆိုတော့ဟုတ်တယ်ဟုတ်ဆိုတော့ဗီတာရောဒီ
ဟုတ်စစ်ဖြစ်တာမျိုးရှိလာတော့ဆိုတော့တလားလောက်ပဲဆိုတော့တိတ်တော့မရှိဘူးထဲနော်ပြောတယ်ပေါ့ အခုတော့တိတ်တော့မရှိသေးဘူးပေါ့အခုတော့ကျွန်တော်အချိန်မှလုပ်လည်းမလုပ်သေးဘူးလုပ်နေပဲနဲ့ကျွန်တော်ကဒီမှာပဲကိုယ့်ကိုအချိန်ကြောက်နေတယ်ပေါ့အချိန်ရောက်တော်တော်ကြောက်ကြနေပါအချိန်နဲ့တော်တော်ပြင်းနေအကောင်လုံးကျွန်တော်ဒီမှာထုံးစည်းတော့ဖြစ်သေးဘူးပေါ့တခုကျွန်တော်ဘာလုပ်ဖြစ်လဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်ကြောင်းသွားတယ်ပြီးအင်ပြန်ရောက်တယ်ထမင်းချက်တယ်ပြည်သေးသေးရဲ့ဟင်းချက်ရင်ဟင်းမချက်က YouTube အင်လုံးဖွင့်ကြည့်ရဟင်းမချက်တယ် မြန်မာမှာတော့မမေကျွေး မမေကြီးရကိုချက်စားနေရဆိုရင်ကျွန်တော်ဘာလုပ်လဲဆိုတော့ကြောက်ထဲအောင်ကျင်တော့ဆော့နေကျင်တော့အဲ့တနေ့လောက်တော့ပုံမှန်ဆော့ပါမလို့မှန်းထားပြီးရင်ကျွန်တော်မှန်းထားနောက်2လ3လလောက်နေအချိန်မှလုံးမယ်ပေါ့ကျွန်တော်ဒီ2လပြီးကျွန်တော်တစ်ချက်ကျွန်တော်တကယ်နောက်တစ်ယောက်လေးလာမှာဆိုတော့ဒီအခန်းပြောင်းဖို့လည်းရှိသေးတယ်အခါကျရောကျွန်တော်တည်နေလို့စုနေမှာဆိုတော့ကျွန်တော်ကိုမြန်မာကြီးပဲဖြစ်သွားပြီနည်းနည်းဘော်ဒါကြီးပဲတော့နည်းနည်းပေါ်ဖြစ်သွားတာပေါ့ဟုတ် ဒီခုနကတော့မန်းငွေပြောရတယ်မှာပါဆိုလူတိုင်းကိုလုံးချင်တာကိုလုံးနေရချိန်မှာပြောဆိုဖစ်တာရောဟိုဒီမလေးရှားမှာရောက်ပြီးတော့ဒီ ID ဟိုမှာစာတက်နေရအောင်ပျော်လာပေါ့နော်ဆိုတော့ ဟုတ်မဆာတက်နေရအောင်ပြောပါရဲ့အဓိကမပြောပါဒီအဲ့ဒီအစမ်းမဲ့ရေးရပေါ့ ကျောင်းပဲတက်ချင်တာဟာမလို့ရှိဘူး အစမ်းမဲ့ရေးတဘာတာမှာ2ခုလောက်ရေးနေရတယ်ကျွန်တော်အခုတင်ရဟိုဘာသာ4ခုရှိပြီအမှ4ခုမှဆိုတော့ဟိုစုပေါင်း6ခုလောက်ရေးနေရပေါ့6ခုလောက်ကိုမှကျွန်တော်ဒီ3လအတွင်းရေးရမှာတော်တော်များတယ်ပြီးကျွန်တော် ကျောင်းတက်တာတစ်လပဲရှိတယ်နော် ဟုတ်တယ်တစ်လပဲရှိတယ်ပြီးတော့လက်တွေလည်းလောက်ပါမယ်လက်တွေတဲ့ဒီပြီးရဲ့ဒီ practical ရေးလောက်မှရေးရှိတော့ကျွန်တော်နည်းနည်းတော့စာအုပ် document ရေးရမှာနည်းနည်းများပေါ့ကျွန်တော်ကလုပ်ချင်တာအဲ့လိုမျိုးဆိုင်မေးချင်ပါဒီလက်တွေ practical ပဲလုပ်ချင်တာဆိုတော့အဲ့ကြောင့်ပါဒါပေမဲ့ ဒါတော့အခုဒီ scholarship ပုံစံ100% scholarship မှာကျောင်းပြီးသွားတဲ့အချိန်တိုင်းသူတို့ paper ပြန်ထပ်ပေးရတယ် paper နှစ်ဆောင်ပြန်ရေးပေးရမှာ နှစ်ဆောင်ပြန်ရေးရမှာဆိုတော့အဲ့ဒါလည်းကျုံနေရမှာပေါ့ ဟုတ်အဲ့ဒါကြောင့်တို့ဒီစကက်စမန်တော့ကျွန်တော်လည်းစရေးမယ်လို့မှန်းထားအဲ့ဒါကြောင့်ဒီတစ်နေ့တွေ့ပြီးရမှာဆိုတော့လေကျွန်တော်အချိန်မှလုပ်လဲစလုပ်တော့မယ်လို့စဉ်းစားကြတယ်ဘာလို့လဲဆိုတော့အဲ့ကနေရောပတ်စံအမြဲရောလက်ဖြတ်မတောင်းခြင်းဘူးပြီးတော့ကျွန်တော်ကဟိုဟာဒီကိုအိမ်မှာချက်စားဆိုတော့ပတ်စံရောက်အများကြီးလိုမျိုးအများကြီးမကုန်ဘူး တက်တာနော် ပေါ့7တင်းနဲ့15လေးကြောင်းလောက်မှကုန်တယ်ဒါပေမဲ့7တင်း15စီဆိုတော့လေအိမ်ကနေအမြဲမတောင်းခြင်းကိုအချိန်မှလုပ်ပြီးတော့ရတဲ့လောက်တော့ cover ပြန်ယူမယ်လို့စဉ်းစားထားတယ်ဟုတ် တော့ဒီဒေတာတစ်ခုကတော့ဘယ်လိုပဲဒီအချိန်ပိုင်းလုံးနဲ့ cover ဖြစ်ပါစေဖြစ်နေပါပဲပြောစရောက်ခြင်းတစ်လားနှစ်လားလောက်ကတော့အိမ်ကနေမမေပေးရပတ်စံ နေပတ်စံတွေတုံးနေရ ဟောဘာလဲဆိုတော့ရှားမယ်ဒီမှာရေဆုံးတားကြောင်နေပြမှာ တားကြောင်ရှားမယ်ဟုတ်တယ်ဟုတ် ဆိုတော့မှန်တယ်ပြောရရင်တော့အိမ်ကလိုမျိုးတစ်လောက်ကိုအသုံးစရိတ်ရဲ့လိုမျိုးတက်ဝက်လောက်ကိုကိုယ်တိုင်ရှာနိုင်နေတော့မှပေါ့နော်တော်တော်စီအိမ်ကလည်းတော်တော်ဝင်ပေါ့သွားမှာပေါ့နော် ဟုတ်တယ်ဟုတ်ဝင်ပေါ့တော့ပါဒီမှာစားစိတ်3စိတ်ကအဲ့လောက်စီလဲမများတော့စားစိတ်3စိတ်ကကိုယ်လည်းချနိုင်တယ်လေအဲ့ကြောင့် ဒီရတယ်လိုမျိုးကိုယ့်အိမ်မြန်မာမှာရှိမိသားစုကနေလိုမျိုးထောက်ပံ့နေတဲ့ဟာမှာအခုဒီဟာကိုကဒီမှာတို့ကြောင်လိုမျိုးပါပြီးတော့သူတို့ကြောင့်အခုလက်ရှိမှာကိုတင်တောင်းတင်နေနိုင်တယ်ဒီမှာကောင်းမှုနဲ့စာသင်နေနိုင်မှာဆိုတော့ဒီဘာသာရေးတို့စာသားရေးတို့ရောလိုမျိုးဘာပြောချင်လဲပေါ့နော်ဆိုတော့ဒီဗီဒီယိုလည်းသူတို့ကြည့်နေနိုင်မှာပေါ့နော်ဆိုတော့ကျေးဇူးတင်စကားတွေတော့ပြောတင်တယ်ပေါ့နော် ဟုတ်ဖေးနေမျိုးလဲဒီကနေဖေးနေမျိုးလဲတားလေးကိုဒီကနေတိတောင်းတိတန်ထားနာလို့ကျေးဇူးတင်ပါတယ်လို့ဖေးနေမျိုးကလည်းဟုတ်ပါဒီ master program နေမှာဒီ7B ကကျွန်တော်ကဒီ private university တက်ခဲ့ရဆိုတော့တဖြည်းဖြည်းနဲ့ဒီငွေကြေးရတယ်သူကဒေါ်လာနဲ့တွင်းရအောင်ဒေါ်လာကြေးရတယ်တက်လာအောင်နည်းနည်းသူ support ပေးရတယ်တဖြည်းဖြည်းနဲ့များလာအခုလဲဒီ master program ကကျွန်တော် 100% scholarship ဖြစ်ပေမဲ့ဒါပေမဲ့သူပေးရတဲ့ပတ်စံတွေကလည်းရှိသေးရပါဘောဒီ visa ကြေးတွေဒီမှာနေမဲ့အခန်း deposit ကြေးတွေပြီးအခန်းတလချင်းအခန်းလာကရေးစားစီတွေ30ပေးရတယ်ရောဒီလိုမျိုးကျွန်တော်လောလောငါထားပေးခဲ့ရောအမေနဲ့မေကိုလည်းကျေးဇူးတင်ပါတယ်လို့ဟုတ် โอเคပါဆိုတော့ဒီကျေးဇူးတင်ကြောင်းလေးတစ်ဖြတ်ပါပေါ့နော်ဆိုတော့ကျွန်တော်နောက်တစ်ခုထပ်သွားရင်ဒါ safety ပေါ့နော်ဆိုတော့ဒီမလေးရှားနိုင်ငံက safety ကြောင်းကျွန်တော်လည်းပြောနေတယ်ပေါ့ဆိုတော့ကျွန်တော်ဒီမလေးရှားနိုင်ငံမှာဒီရထားတွေဆိုရင်တော့ဒေတာတွေကတော့ဒီမေကြီး female coach တွေပါသူလိုမျိုးတက်ထားပြီးတာရှိဆိုတော့မောင်ဝေရောဒီဟာနဲ့ပတ်သက်ပြီး ASP ကနေတစ်ချက်လောက်ပြောပြမလား ဟုတ်ရထားတူတော်များများမှာ female coach ရှိရပေါ့နော်ဒါပေမဲ့ဒီမိုလာရဲ့ tourist တူတော်များများတတိမထားမိပဲနဲ့ဒီယောက်ျားလေးတွေလည်းဝင်လာရပေါ့နော်အဲ့ female coach မှာလေ
ဒါပေမဲ့ညာပိုင်းပေါ့နော်ညာပိုင်းအလုပ်စင်းချိန်နေဘာတွေမနေ့ပိုင်း rush hour ကြီးဆိုလို့ရှိရင်တော့အဲ့မှာတေချာပေါ့ တယောက်ရှိရ ဝန်ထမ်းရှိရဲပြောပေးရပေါ့နော်ဒါပေမဲ့ဝန်ထမ်းမရှိရင်အမကဒီဘယ်လိုလုပ်လဲဆိုရင်အမအဲ့ယောက်ျားတယောက်ကအမရဲ့ finish ကိုမှလာထိုင်နေမယ်ဆိုအမဒီတိုင်းပဲကြည့်နေတာသူ့ကိုကြည့်နေတာသူ့ကိုသူယုံကြည်မှုမရှိရတဲ့အထိအမကြည့်တယ်အဲ့ဆို तू ကသူ့ကိုကြည့်နေတော့ तू သိရလေသူတိတော့သူ့ကိုသူပြန်ကြည့်တော့သူမလုံးလဲဖြစ်ပြီးနောက်တွေပါပြန်ကြည့်အော်သူ female ကိုရှောင်းနေပါလားဆိုသူတိသွားရင်လေအမတော့မပြောရင်မဲ့သူတိ မအောင်လေးတယ်ပဲထား အမရဲ့ကြည့် အေးသူဖတ်မိသွားတယ်အဲ့ဆိုသူကလည်းသူပဲပြန်ကြည့်ပြီးတော့သူလိုပြန်ကြည့်သူနဲ့သူသွားရှာသွားရပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲ့အတွေ့အကြုံတစ်ခုရရှိခဲ့ပါတယ်ဟုတ်ပါတယ်အဲ့ဒီ female course မှာကျွန်တော်ဒီဒါတော့ဒီရောက်မှပထမဆုံးရတာစီရဲ့အခါပထမဆုံး experience ပေါ့ female course ကဒီမှာပဲရှိရကျွန်တော်မြန်မာမှာမရှိရဒီမှာပဲကြုံမှုပါဘူးကျွန်တော်ကျွန်တော် မြန်မာမှာရထားမှမရှိ ရတာအဲ့ပါမှာလည်းမရှိဘူး တမလည်းမရှိဘူးဒီမှာရောက်ကြုံမှုပါဗျာဒီမှာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အစချင်းရထားစီ order မင်းကလေးတိုင်မှာကျွန်တော်ဒီ news ကအကွာပြောပြတတိထားမိရတတိထားမိရဆိုတော့နောက်မတက်ဘူးကိုယ့်အကိုပဲဘယ်လိုမျိုး experience ဘာဖြစ်လဲဆိုတော့ကျွန်တော်ကိုကျွန်တော်နဲ့ကျွန်တော်လည်းအမြင်အကြောင်းသွားအကြောင်းပြန်လာတည်းအဲ့ဒီတောက်ကြနေတော့လူချက်တာကိုအမှကျွန်တော်ကယထာကိုဒီ female ကဝင်ဒီယောက်ျားလေးတက်မှဝင်လာယောက်ျားလေးဝင်ပြီးတော့ကျွန်တော်ကလူရင်းကျန်နေရောအဲ့ဒီထန်ကိုရှာဖို့အတွက်ဟိုဘက်တန်းကူဒီဘက်ကူနဲ့မိန်းကလေးနဲ့ရောက်သွားကျောင်းဝမ်းပြီးမသိပြီးမှဘေးဘက်ကျင်မှာမိန်းကလေးကြီးပဲဆိုမှအော်ပြန်ထွက်လာတာအဲ့ experience လေးအတိတ်လေးပေါ့အဲ့ဒီဟာတော့ဖြတ်တယ်တိတ်မလျှောက်ကြဘူးเนาะယောက်ျားလေးဖြတ်လျှောက်လို့လည်းတိတ်မကောင်းဘူး တိတ်မကောင်းမိန်းကလေးကြီးပဲတီးတန်းရှိနေတာဆိုတော့လေဟုတ် safety က main တွေအတွက်လည်းမျိုး safety ကတော့နည်းနည်းပါလေစိတ်ချရပါဘူး။ယောက်ျားလေးအတွက် safety ရောညဘက်တွေပါပြည့်သွားတာပါဘယ်လိုရှိတယ်။ ဟုတ်ညဘက်တွေပါပြင်သွားဆိုကျွန်တော်သွားတာဒီသွားတာပေါ့ဒီ KN နဲ့ဟိုဒီနေစကကိုရင်တခါလေဒီအပြင်တွေပါသူကိစ္စတွေပါရှိသူနဲ့လာပါရှိရပြီးရင်တခါကျကျွန်တော်တကယ်ချင်းဒီတခြားဒီစူပန်းမှာရှိရအောင်သူနဲ့လည်းသွားတွေ့ပြတယ်သွားတွေ့ပြရသွားတွေ့ပြသူအိမ်ကနေပြန်လာချင်းမူးချုပ်တဲ့ခါကျရင်အေးဆေးပဲဒီကိုယ့်အကိုည7နာရီည10နာရီ17နာရီထိုးနေမှတော့မသိဘူးဗျာကိုယ့်ကိုပြန်လာရထားမှလည်းကိုယ့်အကိုလူတွေနဲ့အဲ့လောက်ကြီးပြင်မှာကိုအနေရှိနေမယ်ကိစ္စတွေပါရောတခါမှမကြုံခဲ့ရသေးဘူးပေါ့ဟုတ်အဲ့တော့ကိုယ့်ကိုလုံခြုံနေခံစားရနေရာသားမှလည်းချိုးပေးမောမှာစားတချို့ဆိုရင်ရဲပါရှိရလေရဲပါရှိရောသူအကောင်လုံး safety ဖြစ်တယ်လို့ထင်ပါတယ်ဟုတ် ဒီမှာရောလိုမျိုး discriminate လုပ်တာတွေပါရှိလာတော့ဆိုတော့ဒီကမြန်မာဖြစ်နေလို့ discriminate လုပ်တာတွေပါရောရှိတယ်အဲ့လိုကြုံမှုတာပေါ့နော်ကြုံမှုတာဒါမှမဟုတ်ကိုတငယ်ရင်းတွေလောက်ခံတာတော့ကြားဘူးလားဟုတ် Twitter ချက်ပြောကြည့်ကျွန်တော်ကအခုရောက်တာတလားကြော်ပဲဆိုတော့ကျွန်တော်အခုဒီတော့ဘာမှမကြုံဘူးသေးဘူးပေါ့မန်းငွေရောဘယ်လိုလဲမသိဘူးမန်းငွေတနည်းကြော်ပြီဆိုတော့ရောက်တာဟုတ်ဒီမှာယောက်ျားလေး main grade discriminate လုပ်တာတော့မရှိဘူးပေါ့နော်ပြီးတော့ဟိုမြန်မာမို့လို့လုပ်တာတွေပါတယ်ဒီမှာမြန်မာဟိုဆိုတော့လေဒီမှာပုံမှန်တွေ့နေရတဲ့မှာ Chinese တွေအားလုံးမှာကလည်းပြောရတယ်မျိုးလုံးဝမလေးတွေဆိုတခါရရင်လိုမျိုးနည်းနည်းနှိမ်ပြီးတွားတဲ့ပုံစံမျိုးရှိတော့ဆိုတော့ဘယ်လိုရှိတယ်ပေါ့နော်အမအတွေ့အကြုံရတာတခါမှမကြုံဘူးသေးဘူးပေါ့နော်အဓိက discriminate လုပ်တယ်ဆိုတာထက်သူတို့ C boundary တစ်ခုထားပဲတွေ့ဘူးတယ်ပေါ့နော်အဲ့ဒါလည်းပဲဟိုလိုမျိုးလူမျိုးရေးခွဲခြားတာမဟုတ်ဘူးဘယ်လိုပြောမလဲယောက်ျားလေး main ကလေးပေါ့နော်ဆောနာလို female coach ထားတာမျိုးအဲ့ဒါတေချာပေါ့ main ကလေးကိုဆိုလို့ရှိရင်လည်းသူတို့လေးလေးစားစားဆက်ဆံတဲ့ဒီ role တစ်ခုအနေနဲ့ယောက်ျားလေးဆိုလို့ရှိရင်လည်းပဲသူတို့ဖာကျိုးပေါ့နော်နေရထိုင်နေပေါ့နော်ပြီးတော့ဒီမှာကတချို့ထင်တာပေါ့နော်အမမိဘကြီးကစားထင်တယ်ဒီမလေးရှားကိုလာမယ်ဆိုတော့ဟိုဒီဘာသာရေးကိစ္စပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲဒီမှာကအရင် diverse ဖြစ်တယ်ဆိုတော့ဘာသာရေးကိစ္စဆိုတော့လေလူတွေကအကုန်လုံးလွတ်လပ်ပဲပေါ့နော်ဆိုတော့အများကြီးရှိရပေါ့နော်အရင်တော့ကတော့ဒါထားပါတော့ဒီမလေးရှားကဒီဘာသာရေးကိုအများစုကိုယ်ကွယ်လို့ထင်ခဲ့ရပါတော့ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့သူညီမြမြရပေါ့နော်ကိုမြန်မာနိုင်ငံလိုပဲပေါ့နော်ကိုမြန်မာနိုင်ငံမှာဆိုလည်းပဲဘာသာရေးအဲ့လိုမျိုးအစုံရှိရအောင်ဆိုမလေးရှားမှာလည်းအဲ့လိုပဲပေါ့နော်ဒီမှာလည်းဒီတစ်ခုတည်းကိုလွှမ်းမိုးတာအဲ့လိုမျိုးတွေမရှိနေဘူးပေါ့နော်ဒါကတော့မလေးနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့လူမျိုးများစုတွေ့ရတာဒါတော့မဆန်းပါဘူးဟုတ်ဘာသာရေးဆိုမှလေဒီကျွန်တော်များတွေ့တာသူဘာသာကိုတော်တော်လေးစားရဗျအလွယ်လဲဆိုတော့ဒီယထာဘုဒ္ဓကြီးတော်တော်များများမှာအကောင်လုံးယထာဘုဒ္ဓတော်တော်များများမှာအကောင်လုံးမှာသူဝိပိယခံထားပေးထားတယ်အဲ့ဒါကျွန်တော်ဘယ်ချိန်မှာစသည်လဲဆိုတော့ကျွန်တော်အစဒီယထာမှာကျွန်တော်
အဲ့နဲ့ကျွန်တော်တယောက်တည်းခီးတော့ပြတာပေါ့ခီးတော့ပြတာဆိုတာဒီဒါယထာစီးပြတာပေါ့စီးပြတာကိုကျွန်တော်အဘောတော့ကျင်တာအဘောတော့ကျယထာတွေ့ဘူးတာဆင်းပြီးတော့အမြဲအဲ့ဒီတွားလက်တဲ့ဝင်တာမနိုင်ငံကဝင်လာတာတွားလက်မဟုတ်ဘူးအဲ့ဒီ review အခန်းရှိနေတာဗျာကျွန်တော်ပဲချိန်မှတည်းရဆိုအကောင်ဖက်နဲ့ချုပ်ပြီးတော့အကောင် review နေမှာအော်ငါမဝိုက်ပဲဆိုပြီးတော့အဲ့ပြန်ထွက်ပြီးတော့ကွက်ကိုအဘောတော့ဟုတ်အဲ့အားလေးရောကျွန်တော်ရဲ့ experience လေးပေါ့သူလည်းသူဘာသာဟိုတော်တော်ဟိုဟာလေးထားပြောရမယ်ဒီယထာဘုဒ္ဓတာမှာ review ရဲ့အခန်းရှိရဆိုတော့လေဟုတ် ရိုင်းကတော့ဒီကိုယ့်ရဲ့ဘာသာမဟုတ်တယ်တော့အကုန်လုံးပြီးတော့ကိုကမကျင့်တော့အနေပါသေးတော့ ဒီများဘာသာကို respect ကိုထားမှာပေါ့တွားပြီးတော့ဒီများဘာသာကိုတွားပြီးထိခါလို့မရဘူးကိုလည်းကိုဘာဒီများလည်းကိုဘာသာကိုဟိုအဲ့လိုမျိုးကိုဘာသာနဲ့ကို boundary တစ်ခုထားရမှာပေါ့ဟုတ် ကျောင်းဒီအခုဒီတော်များများပြောပါတော့အခုဒီ career ကျောင်းလေးနဲ့နည်းနည်းသွားတင်တယ်ဆိုတော့ဒီကိုဗီတာဆိုရင်မြန်မာဆိုရင်မြန်မာမှာကျောင်းတက်တယ်ဒီနှစ်3နှစ်ခွဲ4နှစ်ပေါ့နော်ဆိုတော့ဒီတော့ဒီ UK ပွဲယူရပါတော့ဟုတ်ကဲ့ UK ပွဲယူရယူတော့အလုံးဝင်တယ်အလုံးတစ်နှစ်ဝင်တယ်ဝင်ပြီးတော့ကိုယ့်ရဲ့ဒီအခုဒီအချိန်ကြီးရောက်ကိုကတော့သူ level up level တစ်ခု up ဖြစ်နေတော့ဒီမလေးရှားမှာခုမာစာလာတက်ဖြစ်တယ်နော်ဆိုတော့ဒီဆက်ပြီးတော့မာစာတက်ပြီးွားရင်ရောပါဆက်လုံးပါလေပေါ့နော်မာစာတက်ပြီးတော့ကျွန်တော်ရဲ့အဓိကဒီမလာခင်နဲ့ကျွန်တော်မှန်းတာဒီမှာကျွန်တော်နဲ့ပတ်သက်တဲ့ဒီမာစာနဲ့ပတ်သက်တဲ့ဒီအလုပ်တစ်ခုရှာမယ်ပေါ့ဒီဖူဒါအလုပ်တစ်ခုကိုတကယ်ရှာမယ်ရှာပြီးတော့ကျွန်တော်ဒီမှာပဲအရှိရနေမယ်လို့စဉ်းစားထားတာပေါ့ဒါပေမဲ့ကျွန်တော်အခုရောက်လာချိန်မှာကျွန်တော်ကြားလိုက်တဲ့တင်တွေကလို့ဖြစ်လဲဆိုတော့ဒီညီမရဲ့ရှစ်နှစ်ကလာတဲ့လူတွေလည်းအလုံးမရသေးဘူးပေါ့အလုံးမရသေးဘူးပြီးရင်သူဒီအလုံးရဖို့တော့သူသူကြိုးပမ်းနေရတယ်ပေါ့အဲ့ဒါကျွန်တော်ရဲ့တော်တော်ခက်ခဲအောင်ပဲထင်တယ်ဒီအလုံးရှာဖို့အတွက်ကကြောက်လေအဲကြောင့်ကျွန်တော်ရီမန်းချက်တကယ်ကျွန်တော်ရဲ့ဒီရီမန်းချက်တာမဖြစ်မှာတော့တကယ်တော်တော်စိုးရင်လည်းဗျကျောင်းနေရလဲဘက်ချလာဆိုတော့သူတို့ intern တွေချိန်ပေးပြီမယ်နော်ဒီမာစတာကြတော့လေခုဘက်ကိုရှာခွာဖို့ပါဖြစ်ပြီးတော့ဒီအလုံးရဖို့အတွက်ကလည်းပဲသိရမလားဆိုတော့သူများနိုင်ငံဖြစ်တဲ့အတွက်မြန်မာနိုင်ငံသူများနိုင်ငံဖြစ်တဲ့အတွက်ထားပါတော့ဆိုမြန်မာနိုင်ငံမှာဆိုရင်တော့မှကျွန်တော်တို့ကဒီကိုယ့်ရဲ့ portfolio ပေါ့နော်ကိုယ့်ရဲ့ဒီ CV form ကစောင်းမဖြစ်နေရမြန်မာနိုင်ငံမှာမှ intern သွားလို့မလွယ်ဘူးပေါ့နော်ဟုတ်တယ်တဲ့ဒါပေမဲ့ကိုယ့်ရဲ့လောက်ရဖို့ဆိုရင်ကိုယ့်ရဲ့ဘာ experience မှမရှိဘူးဆိုရင်တော့မှကျောင်းကနေကျောင်းမှာအဲ့လိုမျိုးအဖွဲ့အစည်းတွေရှိအောင်ပါကလပ်ညာကလပ်တွေမှာကျွန်တော်တို့ဒီတခုခုလုပ်ဘူးလားဒါမှမဟုတ်အပြစ်မှာဆိုလည်း volunteer ကြီးလုပ်ဘူးလားဆိုတော့ရရင်တစ်စင်းမှာကျုံနေတယ်အလုပ်ရဖို့အတွက်ကဟိုဖြစ်တာပေါ့နော်ဆိုတော့ဒီမှာဆိုရင်လည်းတော့ဒီကိုယ့်ရဲ့နိုင်ငံမဟုတ်တဲ့အတွက်ပို့ပြီးတော့သူ့ရဲ့နိုင်ငံသားတွေနဲ့ရှင်ပြီးတော့တိုးသွားတဲ့အခါမှာပို့ပြီးတော့ကျွန်တော်ခက်ခဲတယ်ပေါ့နော်ဆိုတော့ data တခုကတော့ဒီပုံမှန်ကျွန်တော်တွေးကြည့်လိုက်ရင်တော့မှပဲသိရမလားလူရင်းနှစ်ယောက်ရှင်လာတဲ့ခါကျရင်သူလိုမျိုးသူလုပ်ပေးရတာနဲ့ကိုသူ့ကိုပေးရတာနေတဲ့ဟာကိုသူပို့ပြီးတော့ပဲအရေးချင်းချင်းသူဆိုအဲ့လိုလိုပဲခံပါလေဟုတ်တယ်ဟုတ်ဘာလို့လဲဆိုတော့ဗျာဒီမှာဆိုနိုင်ငံသားကိုခန့်နေဆိုသူတို့ဒီမှာတော့တိကျတော့မသိဘူးဆိုတော့ဒီထိုင်းမှာဆိုရင်ဒီသူတို့နိုင်ငံသား၄ယောက်မှတော့တခြားနိုင်ငံသား1ယောက်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုတာတွေရှိတယ်ပြီးတော့တည့်ရတဲ့အတိုင်းပဲကျွန်တော်တို့ဒီနိုင်ငံသားကိုခန့်တဲ့အတွက်ဒီပို့ပေးရတဲ့ဟာရှိရပေါ့နော်ဆိုတော့ကိုယ့်ရဲ့ skills ကိုကိုယ်ဖြည့်တာဖို့လိုမယ်ထင်တယ်ပေါ့နော်ကိုယ့်ရဲ့ skill ကလုံးဝသူတို့နိုင်ငံသားတွေပို့တာတယ်ပြီးတော့သူတို့လုံးဝ develop ချင်တဲ့ skill မျိုးဖြစ်နေမဲ့တယ်နော်ပြောချင်တာတော့မလေးရှားတို့ပဲမှာမဟုတ်စင်ကာပူမှာရောက်ချင်တယ်တော့ကြားမယ်ပေါ့နော်ဆိုတော့အဲ့လိုတော့မြင်မိရဆိုတော့အမရောဘယ်လိုမြင်လဲပေါ့နော်အမကတော့ခုလက်ရှိ intern လုပ်နေတာဆိုတော့ကိုယ့်ရဲ့ဒီ abilities တွေရော talent တွေရော intern လုပ်နေတဲ့ကာလတွင်မှာထုတ်ပြနိုင်တော့အကောင်းဆုံးမြင်နေပေါ့နော်ကိုယ်မှာရှိရကိုဘာလုပ်ပေးနိုင်လဲကိုဘယ်လောက်ထိအကောင်းဆုံးလုပ်ပေးနိုင်လဲဆိုတဲ့ဟာကိုသူတို့အမြင်အောင်ပြနိုင်တော့ကိုရွေးချယ်မယ်လို့ထင်တယ်ပေါ့နော်ဟုတ်အခုလက်ရှိလဲအမ intern ဆိုရင်လုပ်နေတာအခုဆို4လလောက်ရှိပြီပေါ့နော်ဆိုတော့အမနေ့တိုင်းတော့ကိုယ့်ရဲ့အကောင်းဆုံးတွေတော့ချပြပစ်တယ်ဆိုတော့သူတို့လည်းပဲမြင်နေပေါ့နော်ဆိုတော့အဓိကကတော့ကိုယ်တိုင်တခြားစူးစမ်းပြီးတော့ဘယ်လိုပြောမလဲကိုယ်မှာရှိရာတွေကိုအကောင်းဆုံးထုတ်ပြနိုင်တာတော့အကောင်းဆုံးပဲပေါ့နော်ဟုတ်ဒီ future plan မှာဆိုဒီအခုလက်ရှိဒီvita တွေလည်းဒီမှာစာတက်နေရဆိုတော့စာတက်နေပြီးရောပါဆက်လုပ်ဖို့ရှိရဲပေါ့နော်မာဆယ်တက်ကြီးရောကျွန်တော်ခုနပြောတဲ့အလုပ်တွေကဒီမှာရောက်တော့တော်တော်ခက်နေဆိုတော့ဒီခုနကွန်ပျူတာဆိုတော့ကျွန်တော်ဒီဂျားရဲ့မှာဒီတက်နေတော့ကျွန်တော် skill ရောပြီးတော့ရှိရဲပြီးတော့ရှိရောကျွန်တော်လာပဲဒါတော့လည်းဒီကလည်းလောက်ရအောင်ဆန်ပေါ့ဒီကရေကျွန်တော်စကမတော့တော့လမ်းလျှောက်ပြီးတော့စဉ်းစားတာပေါ့တော့ဒီတုံးကြည့်တဲ့အတိုင်းပဲတော့လှုပ်ရှားတဲ့အခါမှာဒီ Korean skill တွေကတော့ဘယ်ပြည့်နေပါနောက်တစ်ခုမျိုးတော့ရှိရပါတော့
ဒါကတော့ဒီရဲ့ line နဲ့ network ပေါ့နော်ဆိုတော့ဟိုကဘယ်လိုလူတွေနဲ့တည်လဲဘယ်အားလူတွေနဲ့တည်လဲဆိုတော့ဒီတောင်ဆိုအမှန်တမ်းပြောရင်တော့ network ကတော့အဲ့လောက်ထိတော့မကျင်းဘူးဆိုတော့ကျွန်တော်တင်တော့လို့ရဖို့ဆိုဘာလို့ဆိုတော့ကျွန်တော်တငယ်ချင်းတယောက်ဆိုရင်မြန်မာမှာတော့သူကဒီမြန်မာနဲ့ပေါ့နော်ဆိုတော့sorry ကျွန်တော်တငယ်ကြောက်ဆိုမြန်မာမှာတော့သူက CP မှာလောက်တာပေါ့ CP ဒီ CP5 star ပေါ့ဆိုတော့အမှလောက်တာဆိုတော့သူကထိုင်းကိုရောက်လာတဲ့အခါမှာသူထိုင်းမှာ CP အကြီးပဲ CP သူ့ရဲ့ဟိုမှာ 7-11 နေကိုတော့ CP ရောက်ပါဗျာဆိုတော့ Lotus ကလည်းsorry Lotus နဲ့မှာကိုလည်း CP ရောက်ပါတယ်ဟုတ်ပါဘူးဆိုတော့သူ့ရဲ့ group ကြီးအကြီးဖြစ်တဲ့အတွက်အဲ့ဒီဘက်မှာသူ့ရဲ့မြန်မာ CP မှာသူလုပ်ခဲ့တဲ့ portfolio နဲ့ဟိုဒီထိုင်းရ CP မှာသူတို့တောက်ချောက်တဲ့အခါမှာသူလည်းမြင်ချက်ချင်းပေါ့တော့ရတယ်ဒါပေမဲ့ဒီအတိုင်းပဲသူတို့ဒီ visa တော့ support မပေးနိုင်သေးတဲ့အတွက်ဒီ6လလောက်တော့ဒီတိုင်းနေလေးပါဒီတိုင်းနေလို့ရလားလို့ပါပြသွားလို့အဲ့ဒါအချိန်မပြေဘူးဆိုတဲ့အတွက်ကျွန်တော်လုပ်ဖြစ်လိုက်ဆိုတော့အဲ့မှာအဓိကတော့ကျွန်တော်တို့ဒီလိုတာတော့ဒီက scale ကိုဖြစ်ပွားဒီက network ကိုလည်းလုပ်တာဆိုဘယ်လိုလူနဲ့တည်လဲပေါ့ဆိုတော့ကိုကဘယ်မှာလုပ်ခဲ့တာလဲဘယ်လိုလူနဲ့တည်လဲပုံဒီပြီးတော့ဒီတည့်ရသူများလေးပို့ refer ပေးနိုင်တဲ့သူများလေးပဲเนาะဆိုတော့အဲ့ချိန်တိုင်းပို့ပြီးတော့ဒီလောက်ရနိုင်တဲ့ chance တာပို့ပြီးတော့များလာမှာပေါ့เนาะဟုတ်ပါတော့မောင်တို့ရောဒီဘယ်လို future plan လေးတစ်ချက်ရှိနေမှာခုလည်းရှိရတော့ intern လုပ်နေတာဆိုတော့အရင်ဟိုနောက်9နှစ်နောက်10နှစ်ထိရောမတွေးထားသေးဘူးပေါ့နော်intern လုပ်နေတာဆိုတော့ intern မှာကိုယ်မှရှိရအကောင်းဆုံးနေချပြပြီးတော့အဲ့ intern မှာလည်းအရွေးခံရဖို့တော့စူးစမ်းလို့ရှိရဲအဲ့ intern ပြီးသွားလို့ရှိရင်တော့ကြာကိုလာရွေးခံရမျိုးဆိုတော့အဲ့မှာပဲဆက်လုပ်ဖို့ရှိရတယ်နော်တကယ်လို့အရွေးမခံရဘူးအဲ့လိုမျိုးဆိုရင်တော့အမအခုဒီလိုမှပဲဆိုတော့ bachelor ဆက်တက်ဖို့တော့စဉ်းစားထားတယ် bachelor ပြီးသွားရင်တော့တို့နဲ့ခန်းတူပေါ့နော်ဥမာဘာလို့လဲဆိုတော့ဒီမှာနေတဲ့လူတွေတော့များမွေးလာတဲ့က language သုံးမျိုးတက်လာပြီးတော့မွေးလာတယ်ကိုယ်မှာက English နဲ့မြန်မာမျိုးပဲတက်လာတာဆိုတော့တို့နဲ့ရှင်နိုင်မှုဆိုတာကကိုယ်ရဖြတ်လန်းလိုက်တယ်လို့ပဲဆိုတော့ထားပါတော့တကယ်လို့ညာကိုဒါရွေးမခံခဲ့အောင်ဆိုရင်တော့ bachelor ဆက်တက်နေနေကျိုးနဲ့ရှင်ဖိုက်နိုင်မှုကိုပို့ပြီးတော့ကိုယ့်ကို skill ဖြည့်ပြီးတော့ဒီမှာပဲခမဒီစိတ်ဝင်စားရဲ့ဒီစီးမှာပဲဆက်ပြီးတော့လုံးဖို့ပဲစဉ်းစားတယ်ဟုတ်ကျွန်တော်ဒီ podcast series ရတယ်နောက်ဆုံးတက်ပုံလို့ဆိုတော့နောက်တက်မှာတော့တည့်ရတိုင်းမျိုးဒီ series ကိုကတော့မြန်မာနိုင်ငံမှာရှိတဲ့ဒီအကြောင်းသားတွေရောဆိုဒီမလေးရှားမှာအကြောင်းတက်ဖို့စဉ်းစားနေတဲ့အတွက်ဒါမှမဟုတ်ဆိုလဲနိုင်ငံရခြားတစ်ခုမှာအကြောင်းတက်ဖို့စဉ်းစားနေတဲ့လူငယ်တွေအတွက်ကျွန်တော်ကရည်ရွယ်ရမယ်ဆိုတော့ဒီနေ့အဆုံးသက်အနေနဲ့ဒီတူလို့အတွက်ဒီပေါ်တင်တဲ့စကားလေးပါလေးပဲရှိနေချန်ပီယံဟာမျိုးရှိနေကိုယ့်ချီမီယာတွေတော့ဘယ်လိုဆိုတော့အဲ့ဒါလေးတယောက်တစ်ခုကြီးတော့ပြောပြပါဆိုတော့ပြတာရေးလို့မလားတော့ဟုတ်ကဲ့ပါဗျာဟုတ်ဒီတော့ရနေဆက်လို့ရင်းနေဆိုတော့ဒီမင်းရှာလာမှာကျွန်တော်တို့မာစာအေတာတဲ့ဒီ10နှစ်လို့ကျွန်တော်ဘယ်လိုရမလဲဒီရေဆယ်တန်းနေအော်7တန်းပြီးတော့7တန်းပြီးတော့ဘတ်ချလာနဲ့7တန်းပြီးတော့ကွန်ပျူတာကွန်မန့်ပြီးတော့သူကကြောက်ကွန်ပျူတာသူကလင်းနေဆိုဒီလင်းနေတက်လာပြီးသူဒီမှာအင်တာနက်ပါချောင်းတယ်သူကပုံပြ opportunity များရပေါ့ပြီးတော့ဒီမှာဒီနေ့ကြောင်းတက်လေကာလာမှာသူရဲ့ဒီတေယုံဘာသာစကားသူရဲ့ဘာသာစကားဆိုတော့ဒီမှာတေယုံရုပ်တာတေယုံရဲ့ပုံငယ်ရှင်တွေပုံများရောတေယုံဘာသာစကားတက်တာပုံပြီးတော့ဟိုချင်းရောက်ဖို့တေယုံစကားတက်တာကို comment ပေးကြတာဆိုဒီမောင်ငွေနဲ့ဗီတာနဲ့ကိုလည်းကျွန်တော်ဒီ podcast လေးမှာဒီသေချာလေးကိုယ့်ရဲ့ဒီ lifestyle နဲ့ဒီမလေးရှားမှာကြောက်တက်တဲ့အတွေ့အကြုံကိုယ့်ရဲ့အတွေ့အမြင်တွေအားလုံးဒီညဝေပေးသွားတဲ့ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီအခုကြည့်နေတဲ့ဒီညီလေးညီမလေးလည်းမမဟုတ်ဘူးပို့တဲ့ကျွန်တော်ထက်အသက်ကြီးခဲ့မယ်ဆိုလည်းအကိုရီအမတွေအနေနဲ့လည်းဒီ video podcast လေးကနေပြီးတော့အကျိုးသက်ဆုံးတွေရရှိသွားမယ်ဆိုတော့ကျွန်တော်လုပ်ကြည့်ပါတယ်ဆိုတော့နောက်ထပ်ဒီ podcast series တွေထပ်လာအောင်မှာပြတဲ့အတွက်ဆက်လက်ဆောက်ကြည့်လို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ဆိုတော့အားလုံးပဲ good night ပါ